အခုကျွန်တော်တို့ဒီ area မှာပေါ့နော်စိတ်ကန်းတိုင်းအလုပ်တွေပြန်လုပ်နေပါပြီမနေ့ကအထိဆိုရင်ဒီဘက်ကစိတ်ကန်းတင်မောတွေကမရှိဘူးပေါ့နော်စိတ်ကန်းရွက်ရှိတယ်တင်မောလုံးဝမရှိဘူးကာကိုလုတ်တင်တချလည်းမလုပ်ဘူးဒါပေမဲ့အခုတော့စိတ်ကန်းတိုင်းမှာတင်မောတွေပြန်ကပ်ပြီးတော့အလုပ်သမားတွေလည်းပြန်လာနေပြီပုံမှန်အတိုင်းလေပတ်နေရလို့ပြောလို့ရတယ်ပေါ့နော်စိတ်ကန်းတိုင်းမှာကြောက်ကွင်းကပိတ်မိနေတဲ့တင်မောတွေအကုန်လုံးပြန်ကပ်ခွင့်ရနေပြီအလုပ်တွေလည်းပုံမှန်လုပ်တယ်ဆိုတော့ကျွန်တော်တင်မောလည်းအခု24နာရီလုံး run နေပေါ့နော်အလုပ်စိတ်ကန်းတိုင်းမှာရှိတဲ့တင်မောတွေအကုန်လုံးအလုပ်လုပ်ကြပါတယ်အလုပ်သမားတွေလည်းလာကြပါတယ်ပြီးတော့စိတ်ကန်းဟာလာဟင်းလင်းနေလည်းမရှိတော့ဘူးနော်မနေ့ကအထိဆိုရင်ဒီတောက်လျှောက်ပတ်လေကတင်မောတွေမရှိဘူးနော်ကတ်ခွင့်မပေးထားဘူးအခုတော့ပြန်ကတ်ခွင့်ရပါပြီဆိုတော့စိတ်ပူနေကြတဲ့တင်မောသားမိသားစုဝင်တွေလည်းမစိုးရိမ်ကြပါနဲ့ကျွန်တော်ဒီစိတ်ကန်းမှာလေဘယ်တင်မောရဲ့ wifi မဲဖြစ်မရပါဘူးကျွန်တော်ပိတ်ထားပေးရပါတယ်အဲ့တစ်ချက်ပြောချင်တာပေါ့နော်ကျွန်တော်တင်မော wifi Starlink လည်းပိတ်ထားပေးရပါတယ်သူတို့ wifi ဆက်ဖွင့်လိုက်တာနဲ့ချက်ချင်းသိရဗျာသိလားရဲတွေချက်ချင်းရောက်လာဆိုတော့စက်တွေအကုန်ပိတ်ထားပေးရပါတယ်အဲအကြောင်း line မမိတာပါမစိုးရိမ်ကြပါနဲ့ကောက်ကိုလုတ်တင်လည်းလုံနေကြပြီဆိုတော့ဒီຢာတွေပြီးရင်တော့တင်မောတွေလည်းပြန်ထွက်နိုင်ပါပြီဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်